အားလုံးပဲမင်္ဂလာပါဒီကနေ့ပြောပြပေးသွားမယ့်အကြောင်းအရာတွေကခုနှစ်အပြောင်းလဲဥပဒေအပြောင်းလဲနဲ့နယ်မြေဒေသပေါ်မူတည်ပြီးတော့မတူညီတာလေးတွေအနေငယ်ရှိနိုင်ပါတယ်မိမိတို့ရဲ့လုပ်ငန်းဆောင်တာများကိုမိမိတို့ကိုယ်တိုင်သက်ဆိုင်ရာဌာနတွေမှာမေးမြန်းစုံစမ်းပြီးတော့လုပ်ယူရမှာဖြစ်ပါတယ်အရင်ဗီဒီယိုတွေတုန်းကကိုရီးယားနိုင်ငံသားခံယူခြင်းဂွီဝါနဲ့ပတ်သက်ပြီးတော့အပိုင်း1 2 3 4 5ဆိုပြီးတော့ဂွီဝါစရှောက်ခြင်းကနေကုကျော့ဆူယိုရှိဒိတ်ကြတဲ့နေ့အထိပြောပြခဲ့ပူပါတယ်ဒီကနေ့ကတော့ကုကျော့ဆူယိုရှိနေ့ကနေစပြီးတော့ကိုရီးယား passport ရတဲ့အထိတဆင့်ချင်းစီပြောပြသွားမှာဖြစ်ပါတယ်ကျွန်တော်ပြောပြသွားမယ့်အထက်မှာကိုရီးယားစကားလုံးတွေပါလာတယ်ဆိုလို့ရှိရင်ဒီတိုင်းပဲပြောသွားပါမယ်မြန်မာလိုအဓိပ္ပာယ်တွေမပြန်ပေးတော့ဘူးပေါ့နော်ဂွီဝါဟောကကြားတဲ့သူတယောက်အနေနဲ့သိရှိနားလိမ့်မယ်လို့လည်းထင်ပါတယ်ပထမဦးဆုံးမိမိတို့နဲ့ဆိုင်တဲ့လာဝကမှာဂွီဝါလျှောက်ထားမယ်လျှောက်ထားတဲ့အခါမှာစာဝတ်ထုံးရ program ကင်းလွတ်ခွင့်မရှိတဲ့သူကစာထုံးအိုတန်ကယ်ဂွီဝါရုံးတင်ပြရမယ်စာထုံးအိုတန်ကယ်ဂွီဝါရုံးနဲ့အတူလျှောက်ထားတဲ့သူကတော့ကုကျော့ဆူယိုရှိဒိတ်ကြတဲ့နေ့အထိဒီတိုင်းစောင့်ရုံပဲပေါ့နော်စာဝတ်ထုံးရ program ကင်းလွတ်ခွင့်ရတဲ့သူကတော့စာထုံးရှိရင်စာထုံးအိုတန်ကယ်ဂွီဝါရုံးတင်ပြနိုင်ပြီးတော့စာထုံးမရှိဘူးဆိုလို့ရှိရင်ဂွီဝါမြောင်းကြော့ဖြေဆိုဖို့လာဝက message စောင့်ရပါမယ်ဂွီဝါမြောင်းကြော့ဖြေဆိုဖို့အတွက် message ကဂွီဝါလျှောက်ထားပြီးတော့6လအတွင်းလာဝကနေပြီးတော့ပို့ပေးပါတယ် message ရလို့ရှိရင်စာထဲမှာပါတဲ့အတိုင်းလာဝကကိုသွားပြီးတော့ဖြေဆိုရမယ်မအောင်မြင်ရင်ထပ်ဖြေဖို့အတွက်အချိန်ပြန်စောင့်ရမယ်ပေါ့နော်နှစ်ခါကြားတယ်ဆိုလို့ရှိရင်အစကနေပြန်လျှောက်ရပါတယ်အောင်မြင်ရင်တော့ ilcha shimsa icha shimsa ဆိုတဲ့စစ်ဆေးမှုအဆင့်2ဆင့်ကိုထပ်ဆောင်ရပါမယ်သူကတယောက်နဲ့တယောက်ကြာချိန်မတူဘူးပေါ့နော်တစ်နှစ်နှစ်နှစ်သုံးနှစ်လောက်ဆောင်ရတာမျိုးတွေလည်းရှိပါတယ် icha shimsa အထိပြီးတယ်ဆိုလို့ရှိရင်တော့ဂူကြော့ဆူယိုရှိဒိတ်ဆောင်ရပါမယ်သူကတော့ icha shimsa ပြီးတာနဲ့မြန်ရင်တစ်လကြာလို့ရှိရင်3လလောက်အထိဆောင်ရပါတယ်အဲ့တော့ icha shimsa ကလည်းပဲအောင်မြင်တယ်ဆိုလို့ရှိရင် message ပို့ပေးတယ်ပေါ့နော် message ရတယ်ဆိုလို့ရှိရင်စာထဲမှာပါတဲ့အတိုင်းသတ်မှတ်တဲ့နေရာကိုသွားပြီးတော့မှဂူကြော့ဆူယိုရှိကိုရီးယားနိုင်ငံသားဖြစ်ကြောင်းဂုဏ်ပြုလွှာခန့်အပ်ပွဲကိုတက်ရောက်ရပါမယ်ဒီအထိကတော့အရင်ဗီဒီယိုတွေမှာလည်းပဲအသေးစိတ်ပြောပြပေးခဲ့ပြီးပါပြီ ilcha shimsa စစ်ဆေးမှုစောင့်နေစေကာလအတွင်းမှာလာဝကဘက်မှာဖုန်းဆက်ပြီးတော့ ipjun solyu လိုအပ်တဲ့အပိုစာရွက်စာတမ်းများတောင်းခံလာနိုင်ပါတယ်အဲ့ဒီအခါစာတိုက်ကနေပြီးတော့ပေးပို့ရမှာဖြစ်ပါတယ်နောက်ပြီးတော့ F6 visa ကင်ဆောင်ထားပြီးတော့ဟိုနင်းကီဝါလျှောက်ထားတဲ့သူတွေဆိုလို့ရှိရင်တော့လာဝကကနေပြီးတော့ရှိတဲ့စ조사လို့ခေါ်တဲ့မိမိတို့အိမ်ကိုလာပြီးတော့အမှန်တကယ်လက်ထက်အတူနေထိုင်ခြင်းရှိမရှိစစ်ဆေးခြင်းနဲ့ဟိုနင်းကီဝါစစ်ဆေးမှုနဲ့ပတ်သက်တဲ့ဆက်ဆက်တဲ့အကြောင်းအရာတွေကိုမေးမြန်းခြင်းတက်သေးကံဓာတ်ပုံများရယူသွားခြင်းများရှိတတ်တယ်ပေါ့နော်ဂူကျော့ဆူယိုရှိအခမ်းအနားလောက်တာကလာဝကအပေါ်မူတည်ပြီးတော့တစ်ခုနဲ့တစ်ခုမတူကြဘူးပုံမှန်ကတော့မိမိတို့ရှောက်ခဲ့တုန်းကလာဝကမှာအခမ်းအနားပြုလုပ်ပါတယ်တချို့ကတော့ပြင်ပခမ်းမတွေကိုမှားယမ်းပြီးတော့ပြုလုပ်ကြပါတယ်တချို့ကလူစုံတက်ခွင့်ရတယ်တချို့ကလည်းပဲလူစုံတက်ခွင့်မရဘဲနဲ့ဒီဂူကျော့ဆူယိုကျွန်းကိုလာဝကဘက်ကနေပြီးတော့မိမိတို့အိမ်လိပ်စာအတိုင်းပေးပို့တဲ့ပုံစံတွေလည်းရှိတယ်ပေါ့နော်ဂူကျော့ဆူယိုရှိတက်ခွင့်ရရင်တော့အကောင်းဆုံးလို့မြင်မိပါတယ်ဂူကျော့ဆူယိုရှိနေ့ရောက်တဲ့အခါမှာကြည်ကောင်းအောင်ဝတ်သွားသင့်ပါတယ်အပေါ်ဖြူအောက်နဲ့သို့မဟုတ်အနောက်တိုင်းဝတ်စုံဝတ်သွားရင်ပို့ပြီးတော့ကောင်းပါတယ်နိုင်ငံခြားသားမှတ်ပုံတင်စာရေးစရာကိရိယာအခမ်းအနားကလက်ဆောင်တွေပေးလို့ရှိရင်ထည့်စရာအိတ်တလုံးလိုရမယ်ရငွေသား1-2000 passport ပုံ3ပုံ passport လျှောက်ထားတော့ကလာဝကပေးလိုက်တဲ့လက်ခံစာရွက်တွေစသဖြင့်ယူသွားသင့်ပါတယ်ချိန်ထားတဲ့အချိန်ထက်ခက်စောစောလေးသွားဖို့လည်းမမေ့သင့်ပါဘူးဂူကျော့ဆူယိုရှိကအပေါ်ကပြောခဲ့တဲ့အတိုင်းပဲတစ်ခုနဲ့တစ်ခုမတူတာကြောင့်ကျွန်တော်သိတဲ့ပုံစံအတိုင်းပြောပေးပါမယ်ဂူကျော့ဆူယိုရှိအခမ်းအနားကိုရောက်ပြီဆိုတော့အဲ့ဒီခါဘယ်သွားရမှန်းမသိသလိုဖြစ်တတ်ပါတယ်အခက်တွေ့ကြတော့မဟုတ်ပါဘူးမိမိရထားတဲ့ message ကိုပြန်ဖတ်ကြည့်ပြီးတော့ဘယ်ထက်ဘယ်လွှာဘယ်ခန်းထိကိုသွားရမလဲဆိုတာကိုကြည့်ပြီးတော့သွားပါအဲ့ဒီရောက်လို့ရှိရင်တွေ့တဲ့သူကိုမေးကြည့်ပါလမ်းညွှန်ပါလိမ့်မယ်ခမ်းမတဲ့ဝင်လို့ရတဲ့အခါမှာမိမိ ID ကပြလို့ရှိရင်မိမိထိုင်ရမယ့်ထိုင်ကုန်နံပါတ်ကိုပြောပေးပါတယ်ပြီးတော့လိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့လက်ဆောင်တွေကိုပေးပါတယ်ခမ်းမတဲ့ဝင်တဲ့အခါမှာမိမိထိုင်ရမယ့်ထိုင်ကုန်နံပါတ်ရဲ့မိမိနာမည်ရဲ့ရှိနေမှာဖြစ်ပါတယ်အဲ့ဒီမှာထိုင်ရမှာပေါ့နော်မိမိနဲ့အတူပါလာတဲ့မိသားစုတွေကတော့ဟိုးနောက်ဆုံးအတန်းတွေမှာထိုင်ရတဲ့ပုံစံဖြစ်ပါတယ်ပထမဦးဆုံးနိုင်ငံတော်သချင်းဆိုရတယ်ပြီးတော့ကျမ်းကျိန်စာဆိုရပါတယ်ဒါကတယောက်ချင်းစီမဟုတ်ဘဲနဲ့အများနဲ့ဆိုရတာဖြစ်ပါတယ်ပြီးတော့အသေးသေးသိလိုက်တာတွေရှင်းပြပါတယ်ဒီရှင်းပြချက်တွေအနေနဲ့ကတော့ဂူကျော့ဆူယိုရှိတက်ရောက်မှသာနိုင်ငံသားခွင့်ပြုချက်တရားဝင်ဖြစ်မယ်ဒီကနေ့အထိကတော့ကိုရီးယားနိုင်ငံသားမဖြစ်သေးဘူးပေါ့နော်နောက်ကိုရီးယားနိုင်ငံသားဖြစ်သွားတဲ့အခါမှာကိုရီးယားပြည်တွင်းမှာနိုင်ငံခြားသားအနေနဲ့ရသင့်ရထိုက်တဲ့အခွင့်အရေးတွေစတာတွေကိုပါဝင်လှုပ်ဆောင်ခြင်းမပြုရပါဘူးပြည်ဝင်ပြည်ထွက်လုပ်တဲ့အခါမှာလည်းပဲကိုရီးယား passport တစ်ခုတည်းကိုသာအသုံးပြုရပါမယ်ပြီးတော့လိုအပ်တဲ့စာရွက်စာတမ်းတွေပေးထားတဲ့အထက်မှာဝဲကူကူကျော့ဘူရင်းစော့ရဲ့ပါတဲ့သူကအီဂျုံကူကျော့ဘုတ်စုကူကျော့နှစ်နိုင်ငံသားအဖြစ်ယူလို့ရပြီးတော့ဝဲကူကူကျော့ဘူရင်းစော့ရဲ့လက်ခံမရရှိတဲ့သူတွေကတော့ဝန်းကိုကူကျော့ဖိုဂီအမိနိုင်ငံသားအဖြစ်မှာဆွလွန်ခြင်းကိုမိမိတို့နဲ့သက်ဆိုင်တဲ့တန်ယုံကောင်စစ်ရဝင်ယုံတွေမှာပြုလုပ်ရမှာဖြစ်ပါတယ်ဝဲကူကူကျော့ဘူရင်းစာစော့ရဲ့ကိုမိမိတို့နဲ့ဆိုင်တဲ့လာဝကမှာလျှောက်ထားပြီးတဲ့နေ့ကနေစပြီးတော့ကိုရီးယား passport မရခင်ထိကိုပြည်ပကိုထွက်လို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့ဝဲကူကူကျော့ဘူရင်းစော့ရဲ့ဆိုတာကကိုရီးယားပြည်တွင်းမှာနိုင်ငံသားတယောက်အနေနဲ့ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကိုပါဝင်လှုပ်ဆောင်ခြင်းမပြုပါဘူးဆိုတဲ့အတိတ်ပဲဖြစ်တဲ့အတွက်ကြောင့်ပြည်ပထွက်တဲ့အခါမှာကိုရီးယား passport ကိုဒါအသုံးပြု
ပြုရမယ့်သဘောဖြစ်တာကြောင့်ဖြစ်ပါတယ်။ကူးကြော့ဖိုဂီလုပ်တဲ့သူတွေလည်းပဲအတူတူပဲပေါ့နော်။ကူးကြော့ဆိုရိုရှစ်တက်ရောက်ပြီးတဲ့နောက်မှာကိုရီးယား passport မရသေးခင်ပြည်ပထွက်ရမယ့်အခြေအနေမျိုးတွေရှိခဲ့ရင်အမိနိုင်ငံ passport ပဲအသုံးပြုရမယ့်အခြေအနေတွေဖြစ်တာကြောင့်ဝဲကူကြော့ဘူရင်းစာဆော့ရဲ့ဝဲကူကြော့ဖိုဂီမလုပ်သေးပဲနဲ့ပြည်ပအဝင်ထွက်လုပ်နိုင်ပါတယ်ဝဲကူကြော့ဘူရင်းစာဆော့ရဲ့ဝဲကူကြော့ဖိုဂီလုပ်ပြီးရင်တော့ပြည်ပထွက်လို့မရပါဘူးအဲ့တော့ဘူရင်းစာဆော့ရဲ့ဒါမှမဟုတ်လို့ရှိရင်လည်းကူကြော့ဖိုဂီလုပ်ရမယ့်တက်တန်းကကူကြော့ဆိုရိုရှစ်နေ့ကနေစပြီးတော့တစ်နှစ်အတွင်းဖြစ်ပါတယ်တစ်နှစ်ကျော်ပြီးမှလုပ်ဖြစ်မဲ့အခြေအနေတွေရှိတယ်ဆိုလို့ရှိရင်တော့လာဝကကိုကြိုတင်ပြီးတော့အကြောင်းကြားထားရပါမယ်တကယ်လို့အရင်လိုမျိုးနိုင်ငံသားတယောက်အနေနဲ့နေထိုင်မယ်အခွင့်အရေးတွေအသုံးပြုမယ်မိမိအရင်နိုင်ငံက passport ကိုအသုံးပြုခဲ့မယ်ဆိုလို့ရှိရင်ပထမအကြိမ်ဒဏ်ငွေဒုတိယအကြိမ်ကူးကြော့စွန်းထက်မိမိအမှန်တကယ်အသုံးပြုမဲ့နိုင်ငံသားရွေးချယ်ခြင်းလျှောက်ထားဖို့အတွက်လာဝကနေပြီးတော့အသိပေးစာပို့မယ်တတိယအကြိမ်ဆိုလို့ရှိရင်တော့ကူးကြော့ဆန်းရှိလို့ခေါ်တဲ့ကိုရီးယားနိုင်ငံသားအဖြစ်မှရုပ်သိမ်းခြင်းကိုခံရနိုင်ပါတယ်ဝဲကူးကြော့ဘူရင်းစာဆော့ရဲ့လောက်ခွင့်ရှိတဲ့ဂွီပါတနည်းအားဖြင့်ဤကျုံကူးကြော့လုပ်လို့ရတဲ့ဂွီပါအနေနဲ့ကတော့ F6 ဗီဇာနဲ့လျှောက်ထားတဲ့သူကိုနင်းဂွီပါလို့ခေါ်တဲ့ကိုရီးယားလူမျိုးနဲ့လက်ထပ်ပြီးတော့အိမ်အောင်တည်မြဲတဲ့အခြေအနေဖြင့်နိုင်ငံသားလျှောက်ထားတဲ့သူပေါ့နော်နောက်တစ်ခုကကြတော့အသက်65နှစ်အထက်ရှိပြီးတော့ကိုရီးယားနိုင်ငံသားဟောင်းများနိုင်ငံသားအဖြစ်ပြန်လည်လျှောက်ထားတဲ့သူစသဖြင့်ရှိပါတယ်ဒီလိုလူတွေကတော့ဝဲကူကြော့ဘူရင်းစာဆော့ရက်ပဲလုပ်လို့ရတယ်လို့ကူကြော့ဖိုဂီလုပ်ချင်လည်းပဲလုပ်လို့ရပါတယ်ဝမ်ကူကြော့ဖိုဂီအမိနိုင်ငံသားအဖြစ်မှဆွလွန်ခြင်းကိုလုပ်ရမယ့်သူတွေအနေနဲ့ကတော့အထူးနိုင်ငံသားလျှောက်ထားတဲ့သူတချို့နဲ့ F5 ရောင်ဂျူဝမ်တို့လိုမျိုးဗီဇာကနေပြီးတော့လျှောက်တဲ့ရိုးနိုင်ငံသားလျှောက်ထားတဲ့သူတွေကတော့ကူကြော့ဖိုဂီလုပ်ရပါမယ်ဝဲကူကြော့ဘူရင်းစာဆော့ရက်ကူကြော့ဖိုဂီကတော့ကူကြော့ဆိုရိုရှစ်ဂီဘာဂျွန်းစောရရှိတဲ့နေ့မှစပြီးတော့တစ်နှစ်အတွင်းပြုတ်လို့ရမှာဖြစ်ပါတယ်ရက်ကြော်ရင်ဒဏ်ကြေးရှိပြီးတော့လုံးဝမလုပ်ခဲ့မိရင်တော့ကူကြော့ဆန်ရှိကိုရီးယားနိုင်ငံသားအဖြစ်မှရုပ်သိမ်းခြင်းခံရနိုင်ပါတယ်တော်တော်များများကတော့ဂီဘာဂျွန်းစောရတာနဲ့ချက်ချင်းပဲလုပ်ကြတာများပါတယ်ဘူရင်းစာဆော့ရဲ့ဖောင်ဖြည့်ပြီးရင်လာဝကကူကြော့ဌာနမှာတင်ပြရင်ဘူရင်းစာဆော့ရဲ့ဟွက်ကင်းစောပြန်ပေးပါတယ်ကူကြော့ဖိုဂီကတော့မိမိတို့နဲ့သက်ဆိုင်တဲ့တန်ယုံတွေကောင်စစ်ဝေယုံတွေမြန်မာဆိုလို့ရှိရင်တော့မြန်မာတန်ယုံမှာကူကြော့ဖိုဂီလုပ်ပြီးရလာတဲ့စာရွက်ကိုလာဝကကူကြော့ဌာနမှာတင်ပြလို့ရှိရင်ကူကြော့ဖိုဂီဟွက်ကင်းစောထုတ်ပေးပါတယ်ဟွက်ကင်းစောရတဲ့နေ့ကစလို့2ပတ်3ပတ်လောက်ကြာတဲ့အခါမှာမိမိနေထိုင်ရာနေမီကအရင်ဒုံစာမှုဆိုလို့ခေါ်ခဲ့တဲ့ဂျူမင်းစင်တော်ဟင်းချောင်းပုတ်ကြီးစင်တော်ကိုတွားပြီးတော့မှဂျူမင်းတုံးလို့ကျွန်းလျှောက်ထားရပါမယ်မှတ်ပုံတင်လျှောက်ထားရမှာပေါ့နော်အဲ့ဒီမှာလောလောဆယ်အင်းချီဂျူမင်းတုံးလို့ကျွန်းယာယီကိုရီးယားမှတ်ပုံတင်ထုတ်ပေးပါတယ်မှတ်ပုံတင်အစ်စ်ပဲဖြစ်ဖြစ်ယာယီပဲဖြစ်ဖြစ်မိမိရဲ့နိုင်ငံသားနာမည်မြန်မာဆိုရင်တော့မြန်မာနာမည်ပေါ့နော်ဒါကိုကိုရီးယားလိုရေးတဲ့ပုံစံနဲ့ပဲရှိနေမှာဖြစ်ပါတယ်နောက်ပိုင်းကိုရီးယားနာမည်ပြောင်းချင်ရင်ပြောင်းမှကိုရီးယားနာမည်နဲ့ထွက်မှာဖြစ်ပါတယ်ဂျူမင်းတုံးလို့ကျွန်းရရှိပြီးတဲ့နေ့မှစပြီးတော့တစ်လအတွင်းမိမိနိုင်ငံသားကတ် ID ကတ်ကိုလာဝကမှာရှိတဲ့ကူကြော့ဌာနကိုစာတိုက်ကနေပြီးတော့ပါစေပို့တယ်လို့မျိုးပို့ပေးပြီးတော့ပြန်အပ်ကမှာဖြစ်ပါတယ်လူကိုယ်တိုင်တွားရောက်အနှံလဲရပါတယ်နောက်ပြီးတော့မိမိဖုန်းနံပါတ်ဘန်စာအုပ်အာမခံအလုပ်ကိုင်ပိုင်ဆိုင်မှုအမည်ပေါက်စတာတွေကိုကိုရီးယားမှတ်ပုံတင်နဲ့ပြန်လည်ပြီးတော့မှတ်ပုံတင်ဖို့လုပ်ရပါမယ်ပြီးမှကိုရီးယားနာမည်ပြောင်းခြင်းတဲ့အခါမိမိတို့နေထိုင်ရာဒေသနဲ့သက်ဆိုင်တဲ့ဘော်ကွန်တရားရုံးတွေမှာအမည်ပြောင်းရပါမယ်အမည်ပြောင်းပြီးတဲ့အခါမှာလည်းပဲအထက်ကပြောခဲ့တဲ့ဖုန်းနံပါတ်ဘန်စာအုပ်စတာတွေကိုအမည်ပြောင်းထားကြောင်းအကြောင်းကြားရပါမယ်ပြီးရင်တော့နောက်ဆုံးကိုရီးယား passport လျှောက်ထားရမယ် passport ရရင်တော့ကိုရီးယားနိုင်ငံသားခံယူမှုနဲ့ပတ်သက်တဲ့လုပ်တင်လုပ်ထိုက်တဲ့အလုပ်တွေပြီးပါပြီပေါ့နော်ဒီလိုမျိုးအထက်ကရှင်းပြချက်တွေပြီးသွားတဲ့အခါမှာတော့ကူကြော့စူယိုကျွန်းပေးအပ်ဖို့မိမိနာမည်ခေါ်တဲ့အခါမှာစင်ပေါ်တက်ပြီးတော့လက်ခံရယူမယ်လူအများနဲ့ဆိုတော့အဲ့ဒီအချိန်ကတော်တော်လေးကိုကြာပါတယ်ပြီးတဲ့အခါလက်ရှိသမ္မတရဲ့ကွန်ပျူတာစကားဗီဒီယိုဖွင့်ပေးပါတယ်ပြီးတဲ့အခါမှာအမတ်တရဓာတ်ပုံရိုက်ဖို့အတွက်အချိန်ပေးပါတယ်ပြီးရင်ဘူရင်းစာဆော့ရဲ့ရရှိထားလို့ဖောင်ဖြည့်ထားတဲ့သူကတော့အဲ့ဒီမှာပဲတစ်စိကောင်းဖို့ငွေသား2000နဲ့အတူပေးအပ်ခဲ့ပြီးတော့အိမ်ပြန်ပြီးတော့ဟွက်ကင်းစောပို့မဲ့နေကိုစောက်ရုံပါပဲတချို့ဘူရင်းစာဆော့ရဲ့မပေးတဲ့အခမ်းအနားမျိုးတွေရှိတယ်ဆိုရင်တော့လာဝကသွားပြီးတော့ကိုယ်တိုင်လျှောက်ထားဖောင်ဖြည့်ဟွက်ကင်းစောယူထားရပါမယ်ကူကြော့ဖိုဂီလုပ်ရမယ့်သူတွေကတော့သက်ဆိုင်ရာတန်ရုံးကိုသွားပြီးတော့ဖိုဂီလုပ်လို့ရလာတဲ့စာရွက်ကိုလာဝကမှာတင်ပြပြီးတော့ဟွက်ကင်းစောယူထားရပါမယ်မြန်မာနိုင်ငံသားအဖြစ်မှဆွလွန်ခြင်းကိုရီးယားသမ္မတနိုင်ငံ၌နေထိုင်လျက်ရှိသောမြန်မာနိုင်ငံသားများအနေဖြင့်အကြောင်းမျိုးမျိုးကြောင့်မြန်မာနိုင်ငံသားအဖြစ်မှဆွလွန်မည်ဆိုပါကမြန်မာတန်ရုံးစိုးမျိုးတို့အောက်ဖော်ပြပါစာရွက်စာတမ်းများပြန်လည်အနှံပူးတွဲတင်ပြရပါမယ်ကိုရေးလျှောက်လွှာဒါကတော့တန်ရုံးမှာရှိတယ်ပေါ့နော်မြန်မာနိုင်ငံကူးလက်မှတ်မူရင်းမှတ်ပုံတင်မူရင်းကိုရီးယားနိုင်ငံမှနိုင်ငံသားဖြစ်ကြောင်းအထောက်ထားတစုံတရာဒါဂီဝါကျွန်းစောကိုပြောတာပေါ့နော်ပြီးတဲ့အခါမှာအိမ်အောင်စုစီရင်မိထူမြန်မာနိုင်ငံကအိမ်အောင်စုစီရင်မိထူပေါ့နော်ကိုရီးယားနိုင်ငံသားနဲ့လက်ထပ်ပြီးတော့မြန်မာတန်ရုံးစိုးမျိုး၌အပြန်လေရင်စရိတ်ပေးသွင်းထားတဲ့မြန်မာအမျိုးသမီးများအနေဖြင့်နိုင်ငံသားဆွလွန်ရာတွင်အပြန်လေရင်စရိတ်အားပြန်လည်ထုတ်ယူနိုင်ရေးလျှောက်ထားနိုင်ပါတယ်အပြန်လေရင်စရိတ်ထုတ်ယူနိုင်ရေးလျှောက်ထားမည်ဆိုပါကလျှောက်လွှာနဲ့အတူအပြန်လေရင်စရိတ်ပေးသွင်းထားကြောင်းပြည်
စာမူရင်းအားပူးတွဲပြီးတော့တင်ပြရပါမယ်ဒါကတော့ကျွန်တော်တို့ဒီစိုးမျိုးမှာရှိတဲ့မြန်မာတန်ယုံရဲ့ page ကနေပြီးတော့ယူလာတာပေါ့နော်1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေအရမြန်မာနိုင်ငံသားများအခြားနိုင်ငံသားအဖြစ်ခံယူခဲ့လို့ရှိရင်မြန်မာနိုင်ငံသားအဖြစ်မှစွန့်ကိုစွန့်လို့ရမယ်ဆိုတာရှိတယ်စွန့်လွတ်မှုမလျှောက်ထားသည့်တိုင်အောင်မြန်မာနိုင်ငံသားအဖြစ်မှအလိုလျောက်ပြည့်ပြည့်သွားမည်ဆိုတာရှိပါတယ်ပေါ့နော်နှစ်နိုင်ငံသားအဖြစ်ခံယူခွင့်မရှိဘူးဆိုတဲ့သဘောဖြစ်ပါတယ်ဒါကတော့မြန်မာဘက်ကဥပဒေဖြစ်ပါတယ်ကိုရီးယားဘက်ကဥပဒေကတော့နှစ်နိုင်ငံသားခံယူလဲရတယ်ကိုရီးယားနိုင်ငံသားပဲခံယူရင်လဲရတယ်ပေါ့နော် F6 ဗီဇာနဲ့လျှောက်ထားတဲ့သူ F5 ရောင်ကျူကွမ်းလို့ဟာမျိုးနဲ့လျှောက်ထားတဲ့သူကြတော့နိုင်ငံသားအဖြစ်ကနေပြီးတော့စွန့်ကိုစွန့်လို့ရတယ်ပေါ့နော်ကိုရီးယားမှာနိုင်ငံသားခံယူပြီးတော့နိုင်ငံဝန်ထမ်းလုပ်ဖို့စိတ်ကူးရှိတဲ့သူတွေအနေနဲ့ကတော့ကုကြောဖိုဂီလုပ်ကိုလုပ်ထားရပါမယ်ဒါကတော့ဒီကိုရီးယားဘက်ကဥပဒေဖြစ်ပါတယ်ဝဲကူကုကြောဘူရင်းစာစောရဲ့ဝက်ကင်စောသို့မဟုတ်ဝုံကူကုကြောဖိုဂီဝက်ကင်စောအင်ကိုပါဆယ်ရောက်လာတဲ့အခါသို့မဟုတ်ကိုယ်တိုင်သွားယူပြီးရလာတဲ့အခါမှာအိမ်မှာခဏသိမ်းထားရပါမယ်အဓိကအချက်ကတော့ကုကြောဆိုရရှိတက်ရောက်မယ်ဂီဝါကျွန်းစောလက်ခံရယူမယ်ဝဲကူကုကြောဘူရင်းစာစောရဲ့သို့မဟုတ်ဝဲကူကုကြောဖိုဂီလုပ်မယ်လာဝကကိုပြပြီးတော့သက်ဆိုင်တဲ့ဝက်ကင်စောကိုရယူထားရပါမယ်ဒီကနေ့ကတော့ကျွန်တော်နဲ့အတူကုကြောဆိုရရှိနေ့ကနေဝက်ကင်စောရတဲ့နေ့အထိလေ့လာခဲ့တာဖြစ်ပါတယ်နောက်ထပ်လုပ်ဆရာတွေအများကြီးကြံပါသေးတယ်နောက်ထပ်ဗီဒီယိုမှာပြောပြပေးပါမယ်အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်